ချက်ကူမြင်လိုက်ပါအောင်ဒါကရှူတင်ကပြန်လာပြီးတော့ unboxing လုပ်မှာပါ Hello USA online shop ပကံမှာရှိရပါတော့မှာထားတဲ့ပစ္စည်းတွေကိုဖွင့်မှာပါ unboxing လုပ်တယ်ပြောအောင်တကယ်ကိုမထားရတယ်ကိုသိပြီသားသို့ပေမဲ့လည်းအဲ့လိုလေဒီလအရင်မှားတာများထပ်မှာထားသေးတယ်ပြတော့ဒါလေးတောက်တော့မပါလို့လားဒါ cosmetic တွေ skin care တွေဆိုတော့မှန်ဖြစ်ပြီဒါပေမဲ့တောက်လိုက်ဆေးတွေဟိုဟာတွေအကုန်လုံးကအဲ့ရပဲလေဒါသူပါတော့ပါစင်တယ်ကွာ iPad ကြီးပေးရနေအဲ့လိုထည့်ချင်တာပါစင် iPad မပါအောင်ဆိုတော့ရုပ်ကြည့်တယ်မှာအဆောင်ထိုးနေရပါတော့သူဟာပြင်ဆွဲမြတ်ဟုတ်တယ်တုံးစီစီနဲ့ငန်းကူကြီးတက်နေပြီရန်အားကိုရတာငငယ်လေးပဲရှိသေးဘာလဲဆိုတော့ခုကမှအကုန်လုံးအတတ်လေးမယ်လေးမိပါဖြစ်တာဘာလဲဆိုတော့အခုအဲ့လိုသူများတွေဟို Christmas တလားစားလေအဲ့လိုဟို December တလားစားလေဆွဲထုတ်ပြီးတော့ဖောက်ကြရမယ်အဲ့ဖောက်ချင်တယ်တကယ်တော့ I can design my တက်နိုင်တဲ့အခါကျတော့ I can design my own phone ဒီလိုဝင်ပြီးတော့ဖောက်တော့ဆွဲလမ်းမှုရဲ့အစနော်ပြီးတော့အရင်အဲ့လိုဖောက်စင်တော့ဒါပဲဝယ်အမအောင်စီshop ပေးတဲ့အားရောပြီးရဲ့အခါကျတော့မြင်စံပို့ပေးတဲ့ Hello USA online shop ပကံတော့ပကံမှာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဘာလို့ဆိုလဲအဲ့လိုတေးသေးလေးကိုဖောက်ရှင်တဲ့အခါကျတော့အခုအားတွေဝယ်ထားတယ်ဆော့ကွာတန်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 ဟာဒီတန်ကြားတော့မှာဆိုနေရေမွေးကိုအရင်ကြိုက်တာရေမွေးဘယ်လောက်တောင်အောင်ကြိုက်လဲဆိုတော့မဖောက်ရသေးတဲ့ရေမွေးကိုက3ပလင်းလောက်ရှိသေးတယ်အဲ့လောက်ထိကြိုက်တာဖောက်ပြီးသားကလည်း9ပလင်း10ပလင်းအသာလေးရှိတယ်နောက်ရကြလို့ရှိရင်ရေမွေးအပလင်းကြီးနော်နောက်ရကြရင်ရေမွေးတွေတက်တက်ဟိုဖြစ်အောင်မယ်ရိုက်ပြအောင်မယ်ရေမွေးဘယ်လောက်တောင်ဝယ်ထားလဲဆိုတာဒါမျိုးလေးနေရှင်းမင်းငယ်လေးတော့ဒါလည်းဆော့ဘူးလားမေတို့ငယ်တော့အဲ့ဒါတိတ်မစားသေးကြည့်ပါဦးရှင်အများကြီးနော်အဲ့တော့ကိုကတော့တည်ကြတယ်လေအဲ့လိုမျိုးဟက်ဆလောင်းလို့ဖောက်ပြီးဘာပါမှမသိရဲ့ဟာကိုဒီရွယ်မှာတော့ unboxing ကိုမကြိုက်ဘူးလို့တော့မခံတော့ဘာပါလဲသိရဲဆိုတဲ့ဟာကိုဖောက်ရတာပဲကြိုက်ဘာလို့ဆိုတော့အရှုပ်ပြပါလေအဲ့လိုပဲကိုမလိုချင်တာတွေမရချင်ကိုလိုချင်တဲ့ဟာကိုပဲခလင်းဖို့တော့လေကိုလိုချင်တာကိုပဲရချင်တဲ့အဲ့လိုရတဲ့ခံစားချက်ပဲကြိုက်တော့တယ်အဲ့လိုဒီမှာဟာဒီလိုပဲလားโอเคကွာဦးကတော့မလဲဟိုမြေဟာဝယ်တာတ wish လုံးနေတာ Dave ရပါစေဆိုတော့ဒါပေမဲ့ pirate car ကြီးရတော့ဟုတ်လားဟုတ်တယ်မင်းကလည်းမကြိုက်ကိုလိုချင်တာကိုတန်းဝယ်ရပါကြတယ်နည်းနည်းတော့ပိုဈေးအများတော့ဖောက်ပြီးသားဖြစ်သွားတာရဲ့ဒါပေမဲ့ပိုလဲဈေးနည်းနည်းပေးရပါမယ်အဲ့ဒါကြိုက်တယ်အဲ့လိုunboxing blind box ဖောက်ရတာမကြိုက်ဘူးဒီလိုပဲငယ်တယ်ဆိုတော့တော့တာငယ်မရှိညာကြီးပါဒီမှာ hash la ညာကြီးပါဒီနေ့ကဒါ Hello USA online shop မှာထပ်မှာထားရှိတယ်မျက်နှာသက်ပြရတယ်ပါနော်နောက်တစ်ခုကကြတော့ဒါ Hello USA online shop မြင်းဟိုဟာပကံနော်ဒါမထားလို့ဒါကြွားတာပေါ့တပည့်သေးကြွားလိုက်ပါမယ်ဟီဒါကတော့ဇော်ကိုကဇိုးကိုဇင်းမယ်ပေါ့နော်ငယ်တော့ကမလိုက်ဝင်ခဲ့ငယ်တော့ဇင်းမယ်ကိုမသိဆိုတော့ဘယ်လိုခံစားရလဲဆိုတော့မခံစားတတ်တာပေါ့ဇင်းမယ်ကိုဒါပေမဲ့တကြီးကတော့ဇင်းမယ်လုံးကြီးတအားကြိုက်တာဇင်းမယ်လုံးကြီးအများကြီးရှိတယ်ကြော့လိုက်အောင်မယ်အဲ့ဒါကိုအများဇိုးကိုသူကဇင်းမယ်လုံးကြီးရောတခြား jewelry လည်းရောင်းတယ်ပြီးတော့ပလဲအမပလဲတွေလည်းပလဲနှစ်ခက်တွေပလဲဆွဲကြိုးတွေပလဲလက်စွပ်တွေသူ့စမှာအားပေးထားသေးတယ်ဆိုတော့ဇင်းမဲ့လုံးကြီးလည်းအမြဲအားပေးရအဒီခါတော့ဒါ Christmas လက်ဆောင်ပို့လိုက်တယ်
ရှောင်းလေးကြည့်လိုက်နှုတ်ဖက်ဦးအဲ့ဆိုတာမမလေးပါရှင်မင်္ဂလာပါရှင်ဆိုပြီးဝတ်ကောင်းမှာကွယ်ဟဲ့သူအသားလေးရပါတော့အေးနာပဲစင်လေးရလှဖြူဖြူပွေးပွေးဒီရင်းငါလိုလာရှာပြီရှာ ASM ပါ ဟုတ်လားမရှိတယ်မဟာလေဒါဆိုဆောင်ပို့လိုက်တာပါရှင်အဲ့ဒါပဲဒီနေ့ရှူတင်မှာတော့ဝိုးကျွေဆောင်ဆိုတော့စီးစေးရိုက်နေပါတယ်ဆိုတော့ဒါလေးကဆောင်ပို့လိုက်တာပါရှင်အဲ့ဒီလာပြရတာပါအဲ့တော့ blind box ကိုမကြိုက်တာတော့မဟုတ်ပါဘူးဒါပေမဲ့ blind box မှာကိုမလို့ချင်တာပါတယ်ဆိုတော့မလို့ချင်တာပါလာမှကြောက်လို့ blind box ကိုမဖောက်ဖြစ်ဘူးပေါ့နော်ဖောက်ဖို့တော့လည်းအမှန်တမ်းပြောတော့အဲ့ blind box ဖောက်ရတဲ့ခံစားချက်ကိုမသိဘူးဒါပေမဲ့လည်းခုလိုမျိုးဘာပါမလဲဆိုတာသိတဲ့အဲ့လိုဟာမျိုးကြိုက်တယ်။ဒါရှီမွေးအများကြီးပဲ။ဆိုတော့ရှီမွေးကငယ်တော့အဲ့လိုမျိုးဆွဲနေကြည့်ရမယ်နောက်ပိုင်းကကျတော့ကိုသွားတဲ့နေရာကိုဝတ်တဲ့ဝတ်စားပေါ့နော်ဟိုကိုသွားမဲ့ပွဲရမနေ့ပိုင်းမင်္ဂလာဆောင်ကဒါမှမဟုတ်လို့ရှိရင်ညပိုင်းမှာဒင်နာလားဒါမှမဟုတ်တခြားပွဲတက်လားပြီးကိုဝတ်ထားတဲ့အရာကိုဝတ်ထားတဲ့ဗမာဝတ်စုံလား evening gown လားပေါ့မူတည်ပြီးတော့ရှီမွေးကိုပြောင်းဆွပါတယ်။ဒါလေး share လုပ်တာပါ bye good night Good night